ကဘာပေါ်မှာရှိတဲ့အကြီးဆုံးမြို့တွေထက်တောင်အများကြီးပိုးကျတဲ့မြို့ကြီးတစ်မြို့ကိုစဉ်းစားကြည့်လိုက်ပါဒါပေမဲ့အဲ့ဒီမြို့ကလူသူမရှိတော့တိတ်ဆိတ်၆ကပ်နေတယ်ဆိုရင်ရောဒါရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်တော့မဟုတ်ပါဘူးအရှိတောင်အားရှာရဲ့အလဲကိုင်းစင်းမှာတကယ်ကိုရှိနေတဲ့နေရာတစ်ခုပါအဲ့ဒါကတော့ကဘာအကြီးဆုံးတရေမြို့တော်လိုတောင်နာမည်ပြောင်းအိတ်ခန့်ထားတဲ့နေပြည်တော်ပါပဲကဲဒီမြို့ကနည်းနည်းတဲ့ဗဟေလီတွေကိုကျွန်တော်တို့အတူတူဝင်ကြည့်ကြအောင်ဒီလိုအစားကိုမှန်းကြည့်ဖို့လွယ်လွယ်ပြောရတယ်ပေါ့နော်ဒီမျိုးကလန်ဒန်မျိုးကြီးထက်၄ဆတောင်ပိုကျဲပါတယ်ဟုတ်ပါတယ်၄ဆပါဒီလောက်ကြီးတဲ့ area ကြီးကဘလောက်တောင်ကျဲမလဲဆိုတာစဉ်းစားကြည့်အောင်နဲ့တင်အံ့ဩစရာပဲဒါနဲ့မဲလားဆိုတော့မဟုတ်သေးဘူးနယူးယောက်မြို့နဲ့ရှင်လာရင်တော့6ဆအထိတောင်ပိုကျဲပြတော့ဆိုတော့ကျွန်တော်တို့ပြောနေကြတာကတကယ်ကိုအတိုင်းအဆမရှိကြီးမားကျဲပြတဲ့နေရာကြီးတခုကြောင့်ပါဒီအချက်ကပဲဒီမြို့ကိုတကယ်ကိုထူးဆန်းသွားစေတဲ့အဓိကအချက်ပဲဗျာarea ရဆိုရင်ရှန်ဟိုင်းမြို့ထက်တောင်ပိုကျဲနိုင်သေးတယ်ဆိုတော့တာမိုင်းဖြစ်ဆိုရင်လူဦးရေတန်းနဲ့ချီပြီးနေမှာမပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ရှန်ဟိုင်းမှာလူ26တန်းလောက်ပြည့်ကျက်နေတဲ့ချင်းမှာနေပြည်တော်ရဲ့လူဦးရေကတန်းတော့မပြည့်ဘူးအခုဆိုရင်တရမြို့တော်ကြီးဆိုတဲ့နာမည်ပြောင်းဘာကြောင့်ရလဲဆိုတော့သဘောပေါက်လောက်ပါပြီကဲဟုတ်ပြီကဘာအထူးဆန်းဆုံးမြို့တော့ဆိုတော့ဒီလိုမြို့ကြီးထဲမှာနေရတဲ့ခန္ဓာချက်ကဘယ်လိုမျိုးဖြစ်မလဲနေပြည်တော်ရဲ့တိတ်ဆိတ်6ကပ်ပြီးစမ်းကြဲတဲ့အခြေအနေတွေကိုတစ်ချက်လောက်အနိကကြည့်လိုက်ကြရအောင်မြင်ကွင်းကိုစိတ်ကူးကြည့်လိုက်ပါရင်ကျော်20လမ်းမကြီးတယ်အကျေးပဲဒါပဲကားတစ်စီးမှမရှိတဲ့လောက်ပဲရင်ကျော်ပိတ်ဆုံးမှုဆိုတော့ဝေးတော့စိန်ခံ shopping mall တွေကော့ကွင်းတွေလူတန်းနဲ့ချီပြီးဝန်ဆက်နိုင်တဲ့နိုင်ဝနကလီစီကြီးအကုန်လုံးတေးစီနေတယ်ပလာနဲ့ထီပဲဒါကတစ်ခါတလေမှဖြစ်တာမဟုတ်ဘူးနော်ဒီမျိုးရဲ့နေစင်မြင်ကွင်းပဲဒါပေမဲ့ခဏလေးဒီနေရာမှာစွန့်ပစ်ထားတဲ့တရေမြို့လို့တော့တွားမထင်လိုက်နဲ့ဦးအမှန်တကယ်ကလုံးဝစန့်ကျင်ပြပဲမြို့ရလန်းတွေပန်းချန်တွေနေရာတိုင်းကိုဝန်ထမ်းထောင်ပေါင်းများစွာနဲ့တောက်ပြောင်နေအောင်တန်ရှင်းလုပ်ထားတယ်အမြဲတမ်းဖြူပြင်းထိမ့်သိမ်းထားတယ်ဆိုတော့တန်ရှင်းတယ်တက်ရက်တယ်ဒါပေမဲ့လူမရှိဘူးဒါကနေပြည်တော်ရဲ့အကြီးမားဆုံးနဲ့အထူးဆန်းဆုံးရှင်းတော့မညီတဲ့အချက်တစ်ခုပါပဲဥပမာတစ်ခုပြောပြမယ်2022တုန်းက The Guardian ကသတင်းထောက်တယောက်လဝိဇ္ဇနာဆိုင်တစ်ခုတည်းဝင်သွားတယ်ထူတွေ့ခဲ့ရတာကတကယ့်ကိုထူးဆန်းတဲ့မြင်ကွင်းပဲဝန်ထမ်းတွေကဓာစင်နဲ့ချီပြီးအတင်းဆောင်နေကြတယ်ဒါပေမဲ့ဝယ်သူကတယောက်မှမရှိဘူးဆိုင်တစ်ခုလုံးကလုံးဝတိတ်ဆိတ်ငြိမ်သက်နေတာဒီမြင်ကွင်းလေးတစ်ခုတည်းကနေပြီးတော့ရဲ့အနှစ်သာရကိုအကုန်ဖော်ပြနေတယ်လို့ပဲပရိသတ်မရှိတဲ့အခမ်းအနားကြီးတဲ့စင်မင်ကြီးတစ်ခုလို့ပေါ့ဟုတ်ပြီဒီမျိုးရဲ့ထူးဆန်းတာကလူမရှိတာတစ်ခုလည်းမဟုတ်သေးဘူးသူရဲ့မျိုးပြတီစောက်ပုံဒီဇိုင်းကိုလည်းငါကိုပဟေလီတဲ့ပြည့်နေတာကဲဘာဒီလဲဆိုတာကြည့်လိုက်ကြစို့ပထမဆုံးချက်တခြားမျိုးတွေလိုမျိုးရှင်းရှင်းလင်းလင်းမျိုးလေကောင်ဆိုတာနေပြီးတော့မှမရှိဘူးသူ့အစားထူးထူးဆန်းဆန်းတိချစုံနေနဲ့ဖွဲ့စည်းထားတယ်ပြီးတော့ပိုထူးဆန်းတာတစ်ခုကဝန်ကြီးဌာနဝန်ထမ်းတွေနေတဲ့အင်ယာတွေအင်ကောင်မိုးတွေကိုဝန်ကြီးဌာနလိုက်အယောင်ခွဲထားတယ်ဗျာဥပမာစိုက်ပျိုးရေးဝန်ကြီးဌာနဆိုအစိမ့်ရောင်ကျန်းမာရေးဝန်ကြီးဌာနဆိုအပြာရောင်အဲ့ဒီလိုမျိုးပေါ့တော်တော်လေးကိုထူးဆန်းပြီးတင်းချက်တဲ့စီးမင်းနေနဲ့တိစော်ထားတဲ့မြို့ကြီးတစ်ခုပဲလားနေဘက်ကိုကြည်ပြန်တော့လေပိုပြီးတောင်ရှုပ်သေးတယ်အကျယ်ကြီးလာတဲ့ဝေးပြေးလမ်းမကြီးကဘာမှမထိပဲရုတ်တရက်ကြီးကျင်းသွားတော့ဒါမှမဟုတ်60ဒီဂရီထောင်းချုပ်ကိုချလိုက်တာမျိုးစဉ်းစားကြည့်လေဒါကတာမန်ရန်ကျိုးအတွက်စဉ်းစားပြီးဆွဲထားတဲ့ဒီဇိုင်းပုံစံမျိုးမှမဟုတ်တာတမင်တကာရှုပ်ထွေးအောင်လုပ်ထားသလိုပဲတခြားရွယ်ရက်တစ်ခုခုများရှိနေမလားလို့တောင်ထင်ရတယ်ပြီးတော့မြို့ရဲ့တောင်ပိုင်းမှာတေမင်းတမန်လမ်းလို့နာမည်ကြီးနေတဲ့လမ်းတစ်ပိုင်းရှိသေးတယ်ဒီလမ်းမှာရင်တိုက်မှုတွေအများများတယ်ဒါပြန်ဘာကြောင့်မှမတည်တဲ့အကြောင်းပြချက်နဲ့အင်္ဂလိပ်လိုရေးထားတဲ့စမ်းကြဲတဲ့စိုင်းမှုတစ်ခုလည်းရှိတယ်ဒီချက်တွေကဒီ6ကပ်နေတဲ့လမ်းပိုင်းကိုပို့ပြီးတော့တောင်ကြောက်စရာကောင်းအောင်လုပ်နေလို့မယ်ခဲဒီလောက်ကြီးမားပြီးထူးဆန်းတဲ့စီမံကိန်းကြီးဒီနောက်ွယ်မှာဘယ်သူရှိနေလဲဆိုတဲ့မေကွန်းကအရေးကြီးလာပြီအဖြေကတော့မြန်မာနိုင်ငံရဲ့အာဏာကိုကိုင်ဆွဲထားတဲ့စစ်အစိုးရပါပဲဒီနေရာမှာအရေးကြီးတဲ့နောက်ခံကြောင်ရလေးတစ်ခုတိထားဖို့လိုပါတယ်ဒီနိုင်ငံကိုအရင်ကနိုင်ငံတကာမှာဘာမာလို့တိကျမြင်ပါတယ်မြန်မာဆိုတဲ့အမည်ကိုတော့1989ခုနှစ်မှာအုပ်ချုပ်နေတဲ့စစ်အစိုးရကပြောင်းလဲခဲ့တာပါဒါပေမဲ့ဒီပြောင်းလဲကအခုထိတိုင်းအငင်းပွားစရာဖြစ်နေတော့ပါပဲလူတိုင်းကတရားဝင်အဖြစ်အတိမတ်ပြုထားတာတော့မဟုတ်ပါဘူးအစိုးရရဲ့တမိုင်းကိုအချင်းချုပ်ကြည့်အောင်1990ပြည့်လို့နှစ်ဒီမှာစစ်အာဏာသိမ်းမှုနဲ့အာဏာရလာခဲ့တယ်1990မှာရွေးကောက်ပွဲလုပ်တော့မဲအပြတ်အသတ်နဲ့ရှုံးနိမ့်ခဲ့တယ်ဒါပေမဲ့ရလဒ်တွေကိုပယ်ဖျက်ပြီးအတိုက်ခံတွေကိုဖမ်းဆီးခဲ့တယ်အဲ့ဒီလိုအခြေအနေတွေအောက်မှာပဲ2002ခုနှစ်လောက်မှာနေပြီးတော့ကိုရှိုးဟော်တီစတင်ဆောက်ခဲ့တယ်ပြီးတော့2005ခုနှစ်ရောက်မှယူရီရဲ့စောတလို့မြို့တော်တစ်အဖြစ်ကြီးညာလိုက်တာပါကုန်ကျစရိတ်ကတော့အမေရိကန်ဒေါ်လာ4ဘီလီယံပါဒင်းငွေပမာဏကိုပုံနိုင်လဲပြောရရဲ့အဲ့ဒီအချိန်တုန်းက
တိုင်းပြည်ရဲ့စုစုပေါင်း GDP က7 billion တောင်မပြည့်သေးဘူးဆိုတော့နိုင်ငံရဲ့စီးပွားရေးအခက်အခဲတွေအများကြီးရှိနေတဲ့ကြားတဲ့ကဒီလောက်ကြီးမားတဲ့ပမာဏကိုသုံးစွဲခဲ့တာကအကဲကိုမဖြစ်နိုင်တော့တဲ့ယင်းနှမြုပ်နှံမှုကြီးတစ်ခုပါပဲ ဆိုတော့ဒီအချက်တွေအားလုံးကိုစုလိုက်တဲ့အခါအဓိကမေခွန်းတစ်ခုပေါ်လာပြီဒီလောက်ငွေကုန်ကြေးကျခန့်ပြီးဒီလောက်ထူးဆန်းတဲ့ဒီဇိုင်းနဲ့နေပြည်တော်ကိုတကယ်တမ်းပါတော့တိဆောက်ခဲ့တာလေ ရှင်းနှင်းချက်ကတော့ဒါမျိုးကွဲနေတယ်တရားဝင်အကြောင်းပြချက်အရဆိုရင်ရန်ကုန်မြို့ကလူဦးရေအများများလာတယ်အခြေခံအဆောက်အုံတွေကလည်းခေတ်မမီတော့ဘူးဒါကြောင့်မြို့တော်တစ်လို့တယ်ပေါ့ဒါပေမဲ့တရားဝင် theory တွေကတော့အများကြီးပဲအဲ့ဒီ theory တွေကပေါ်ပြီးနည်းနည်းတဲ့အကြောင်းရင်းတွေကိုညွှန်ပြနေတယ်ဥပမာလူဦးရေဂျူထတဲ့မြို့ကြီးတွေမှာဖြစ်လာနိုင်တဲ့လူထုအောင်ကြွားမှုကိုကြောက်လို့လားဒါမှမဟုတ်ပင်လယ်ဘက်ကနေနိုင်ငံခြားတက်တီဝင်လာမှာကိုစိုးရင်လို့လား အဲ့ရောပုံဖြတ်ထားတဲ့ခန္ဓာမျိုးတော့တစ်ခုရောဖြစ်နိုင်မလားမျိုးရဲ့ထူးဆန်းတဲ့ဒီဇိုင်းတွေကပဲသူ့ရဲ့ရှုပ်ဝက်ရွေချက်ကိုပြောပြနေတဲ့တဲလုံးစာတွေလားကဲခုနပြောခဲ့တဲ့ကာကွယ်ရဲ့ theory တွေနဲ့ဒီထူးဆန်းတဲ့ဒီဇိုင်းတွေကိုဆက်ဆက်ကြည့်လိုက်ရအောင် ခဏကပြောခဲ့တဲ့ထူးဆန်းတဲ့အချက်တွေကိုပြန်စဉ်းစားကြည့်ရအောင်တောင်တန်းနှစ်ခုကြားကမဟာဗျူဟာကြားရဲ့ကွန်တွင်ပိုင်းနေရာမှာတိဆောက်ထားတယ်ဆန္ဒပြသူတွေလိုလူအုပ်ကြီးကိုလက်မဆင်နိုင်တဲ့ရှုပ်ထွေးတဲ့လမ်းတွေပြီးတော့အတောက်အစီးတွေလုံးလို့မရအောင်လို့အပြက်အစီးပါမရှိတဲ့တန့်ရှင်းတောက်ပြောင်နေတဲ့လမ်းတွေဒါတွေအလုံးကတိုက်ဆိုင်မှုတွေလားဒါမှမဟုတ်တမင်တကာကာကိုရေးအတွက်ဖန်တီးထားတာလား ပြီးတော့အားလုံးသိတဲ့ရင်ကျော်20လမ်းမကြီးတွေကွာတေချာကြည့်လိုက်ရင်ဒီလိုအလွန်ကျေဒီဖြန့်တန်းနေတဲ့လမ်းမကြီးတွေကအရေးပါရဲ့စစ်ရေးနေရာတွေကိုတိုက်ရိုက်ဆက်သက်ထားတာကိုတွေ့ရမှာပါ အဲ့ဒီတော့ဒီအချက်ကကြောက်စရာကောင်းပေမဲ့ယူတီအရှိဆုံးဖြစ်နိုင်ခြေတစ်ခုကိုမွေးဖွားပေးလိုက်တယ်ဒီလမ်းမကြီးတွေဟာတကယ်ပဲမြို့ပြစီမံကိန်းရဲ့မာယွင်တစ်ခုလားဒါမှမဟုတ်လိုအပ်တဲ့အချိန်မှာတိုက်လျင်တွေစင်တာနိုင်ဖို့အသင့်ပြင်ထားတဲ့ရှို့ခွဲလျင်ပြေးလမ်းကြီးတွေလား ဟုတ်ပြီဒါဆိုဒီခန္ဓာမျိုးကြီးကတော့ဒီနေ့ခေတ်မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဘယ်လိုများဆက်ဆက်နေသလဲ2015မှာဒီမိုကရေစီတဲ့မျှော်လင့်ချက်ရောင်ကြီးတွေတန်းခဲ့ပြီးမြဲ2017မှာစစ်တပ်ကအာဏာကိုနောက်တစ်ကြိမ်ပြန်သိမ်းခဲ့ပါတယ်အခုဆိုရင်တိုင်းပြည်ကပဋိပက္ခတွေကိုပြန်ရောက်သွားခဲ့ပြီးဝမ်းနည်းစရာအကောင်းဆုံးကတော့ဆန့်ကျင်မှုတွေတိုက်ပွဲတွေရဲ့ဗဟိုချက်ကကီလိုမီတာရာနဲ့ချီဝေးတဲ့မြို့တော်ဟောင်းရန်ကုန်မှာအဓိကဖြစ်ပွားနေတာပါပဲ တိုင်းပြည်ကမတိမငင်ဖြစ်နေချိန်မှာအုတ်ချုပ်သူစစ်ကောင်းဆောင်တွေကတော့တိတ်ဆိတ်သည်တီးခြားဖြစ်နေတဲ့နေပြည်တော်ထဲမှာလုံလုံခြုံခြုံရှိနေကြတယ်။ဒါဆိုရင်ဒါတွေအားလုံးကတကယ်ပဲတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်ဒီတရေမျိုးတော်ကြီးဟာအစကတည်းကသူတို့အတွက်နောက်ဆုံးခန္ဓာဖြစ်တည်ဆောက်ခဲ့တာလားအဖြစ်ကတော့ဒီမျိုးရဲ့ကျယ်ပြန့်ပြီးလူသူကင်းမဲ့နေတဲ့လမ်းမတွေပေါ်မှာပဲဝတ်ထားစေဖြစ်ကောက်ဖြစ်နိုင်ပါတယ်